ရောဂျာကိုစံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူလိုက်တဲ့ချဲစီအသင်းအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Jet Sport Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုဖိုင်ထဲမှာဆိုလို့ရှိရင်တော့ချဲစီအသင်းရဲ့ပြောင်းရွှေ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ရာသီကကြာရှုံးခဲ့တဲ့ချဲစီအသင်းဟာဆိုလို့ရှိရင်တော့အခုနီးပြတဲ့အလွန်ဆိုရဲ့လက်ထက်မှာကစားသမားကောင်းတွေကိုစတင်ခေါ်ယူနေခဲ့ပြီပဲဖြစ်ပါတယ်ဘီလာအသင်းမှာထူးရှယ်ခြေစွမ်းပြနေတဲ့ Morgan Roger ကိုပြည်တိန်စံချိန်တင်ပေါင်းရွှေ့ကြီးပေါင်118တန်း9နှစ်စာချုပ်နဲ့အတူခေါ်ယူလိုက်နိုင်ပြီပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီကဖလားလက်မှတ်နဲ့အဆုံးသတ်ခဲ့တဲ့ချဲစီးသင်းဟာဆိုလို့ရှိရင်တော့နီးပြအလွန်ဆိုကိုနီးပြအဖြစ်ခေါ်ယူခဲ့ပြီးတော့ရာသီသစ်မှာစပြီးတော့ပွဲချမ်းနေခဲ့ပြီပဲဖြစ်ပါတယ်။ချဲစီးသင်းရဲ့သမိုင်းမှာဆိုလို့ရှိရင်တော့ပြောင်းရွှေ့ခြင်းအများဆုံးပေးထားရတဲ့ကစားသမား3ယောက်ရှိပြီးတော့အန်ဇိုဖာနန်ဒက်၊ကိုင်စီရိုတို့အပြင်အခုမော်ဂန်ရောဂျာဟာဆိုလို့ရှိရင်တော့စံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ပါခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။အသက်23နှစ်သာရှိသေးပြီးတော့အက်စတွန်ဗီလာအသင်းမှာထူးရှယ်ခြေစွမ်းပြနေတဲ့ Morgan Roger ဟာဆိုလို့ရှိရင်တော့ Chelsea အသင်းရဲ့သမိုင်းမှာစံချိန်တင်အမြင့်ဆုံးခြေပေးပြီးတော့ကိုခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ Morgan Roger ရောက်ရှိလာမှုနဲ့အတူ Chelsea အသင်းရဲ့တိုက်စစ်အစုပွဲဟာတော်တော်လေးကိုတောင့်တင်းသွားခဲ့ပြီးတော့ Esteban Willian, Joao Pedro, Copama, Morgan Roger တို့တိုက်စစ်အတွက်ဘက်ကိုအခုလာမဲ့ Premier League ရာသီမှာတွေ့မြင်ရတော့မှာပဲဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်းကနေပြီးတော့စံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းလာခဲ့တဲ့ Morgan Roger ဟာဆိုလို့ရှိရင် Chelsea အသင်းမှာခြေစွမ်းပြနိုင်မလားဆိုတာကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ Morgan Roger, Joao Pedro, Copama တို့ရဲ့ MPC တိုက်စစ်ထွဲဘက်ကိုလည်း Premier League မှာတွေ့မြင်ရအောင်မှာပဲဖြစ်ပါတယ်။ Premier League ရာသီသစ်မစတင်ခင်မှာပင် Chelsea အသင်းအတွက်သတင်းကောင်းတွေတွေ့မြင်ကြားနေရပြီးတော့ Chelsea အသင်းနဲ့တွေ့တိုင်းအမြဲလိုဒုက္ခပေးတတ်တဲ့ Anthony Taylor ဆိုတဲ့တိုင်ဟာဆိုလို့ရှိရင်လည်းအနားယူသွားခဲ့ပြီပဲဖြစ်ပါတယ်။ Chelsea အသင်းဟာဆိုလို့ရှိရင်ဘီလာအသင်းရဲ့နောက်ခံကစားသမား Lacroix ကိုလည်းဆက်သွယ်နေပြီးတော့ခေါ်ယူနိုင်မလားဆိုတာကတော့ကြည့်ရမှာပဲဖြစ်ပါတယ်။မန်ယူအသင်းကနေပြီးတော့ Chelsea အသင်းကိုပြောင်းရွှေ့ကခြေစွမ်းမပြနိုင်တဲ့ Alexander Garnacho ဟာဆိုလို့ရှိရင်တော့ Aston Villa အသင်းထံအငှားနဲ့သွားကစားတော့မှာပဲဖြစ်ပါတယ်။ Morgan Roger ကိုပေးပြီးတော့ဂါနာချိုကိုပြန်လဲခေါ်ယူခြင်းနေတဲ့ဘီလာသင်းဟာဆိုလို့ရှိရင်တော့ဂါနာချိုကိုအငှားစာချုပ်ပြင်ဝယ်ယူခွင့်ရတဲ့စာချုပ်ပါထပ်ချုပ်ဖို့ရှိနေတာပဲဖြစ်ပါတယ်။ Chelsea သင်းကိုပြောင်းရွှေ့ခဲ့တဲ့ Morgan Roger ရဲ့အင်တာဗျူးမှာဆိုလို့ရှိရင်တော့ Chelsea သင်းဟာလန်ဒန်မှာအကြီးကျယ်အောင်မြင်ဆုံးကလပ်ပါဆိုပြီးတော့ပြောကြားခဲ့ပြီးတော့သူ့အနေနဲ့ဒီလိုအသင်းကိုပြောင်းရွှေ့ခွင့်ရတဲ့အတွက်အထူးတလဲဝမ်းမြောက်မိတယ်ဆိုပြီးဖြေကြားခဲ့တာပဲဖြစ်ပါတယ်။ Chelsea အသင်းကိုစံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ရောက်ရှိလာခဲ့တဲ့ Morgan Roger ဆိုလို့ရှိရင်တော့ဟာဇက်ပထမရာသီတုန်းကစတင်ဝစ်ဆင်ကစားခဲ့တဲ့နံပါတ်7ကိုဝစ်ဆင်ကစားမှာပဲဖြစ်ပါတယ်။ Premier League ရာသီသစ်စတင်ဖို့လို့တလားလောက်သာလိုတော့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အပြောင်းရွှေ့ဈေးကမှာ Chelsea အသင်းကတော့လက်သွက်သက်နဲ့လှုပ်ရှားနေခဲ့ပြီပဲဖြစ်ပါတယ်။ Chelsea အသင်းရဲ့ Premier League ရာသီဖွင့်ပွဲစဉ်မှာဆိုလို့ရှိရင်လည်းလန်ဒန်ဒါဘီပွဲစဉ်အဖြစ်ဖူဟန်သင်းနဲ့ကန်ရမှာပဲဖြစ်ပါတယ်။2026ကမ္ဘာဖလားမှာဘိုးဆွဲခဲ့တဲ့စပိန်အသင်းရဲ့ကစားသမားရိုဒီဟာဆိုလို့ရှိရင်တော့ဘလွန်ဒေါဆုရဖို့အတွက်မက်ဆီနဲ့အပြိုင်ကိုရေပန်းစားနေတာပဲဖြစ်ပါတယ်။2026ကမ္ဘာဖလားဗိုလ်လုပွဲမှာစပိန်အသင်းကိုစိတ်ကြီးမက်ဆီရဲ့အာဂျင်တီးနားအသင်းဟာရှုံးနေခဲ့ရပေမဲ့လည်းစိတ်ကြီးမက်ဆီဟာဆိုလို့ရှိရင်ကမ္ဘာဖလားပြိုင်ပွဲ10ပွဲမှာ10ဂိုးသွင်းထားပြီးတော့4ကြိမ် assistant ပြုလုပ်ထားခဲ့တာပဲဖြစ်ပါတယ်။ရိုဒီဟာဆိုလို့ရှိရင်စပိန်အသင်းနဲ့ကမ္ဘာဖလားရရှိခဲ့ပေမဲ့လည်း assistant တော့ဂိုးပါမရရှိခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနှစ်ယောက်ကဘယ်သူကဘလွန်ဒေါဆုနဲ့ထိုက်တန်တယ်ဆိုတာကိုမိတ်ဆွေတို့ရဲ့အမြင်လေးတွေကိုကွန်မန့်ဝင်ရေးပေးသွားလို့ရပါတယ်ကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာ Chelsea ပရိသတ်တွေပါတယ်ဆိုလို့ရှိရင်စံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းလာခဲ့တဲ့ Morgan Roger တယောက် Chelsea အသင်းမှာအောင်မြင်နိုင်သလားဆိုတာကိုမိမိတို့ရဲ့အမြင်တွေကိုကွန်မန့်ပေါက်အောက်မှာဝင်ရေးပေးသွားလို့ရပါတယ်ကျွန်တော်ရဲ့ဒီ channel လေးထဲမှာဆိုလို့ရှိရင်ဘောလုံးအားကစားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပုံမှန်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘောလုံးအားကစားကိုစိတ်ဝင်စားရင် channel လေးကို like and subscribe လေးလုပ်ပေးထားကြဖို့တောင်းဆိုပါတယ်အဆုံးထိကြည့်ပေးတဲ့ညီကိုတွေတူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်